ရှင်။အစီတို့ရွာကကျူဆိုပါရဲနော်။ရွာလေးကဖုန်းလိုင်းမမေးတော့တယောက်နဲ့တယောက်ဘလို့ဆက်သွယ်လေးလို့မေးကြတယ်ပေါ့နော်။ဒီဗီဒီယိုထဲမှာပါတဲ့ပုံစံကအစီတို့ရွာရဲ့ဆက်သွယ်ရေးကိရိယာပါဖုန်းတွေမရှိဘူးအင်တာနက်တွေမရှိဘူးဆိုတော့တယောက်နဲ့တယောက်ရှားခြင်းနေဆိုရင်ရွာထိပ်ကပဲဖြစ်ဖြစ်ရွာလေးကပဲဖြစ်ဖြစ်လမ်းပြီးអော်ခေါ်ကြတယ်ပေါ့နော်ရွာဘက်တွေမှာဆိုရင်လေအစီတို့ငယ်ငယ်ကဆိုရင်အမေကလိုက်ရှာတယ်ပေါ့နော်ရှာလို့မတွေ့ရင်អော်ခေါ်တယ်အဲ့လိုអော်ခေါ်လို့မတွေ့ရင်တုတ်တချောင်းကောက်ပြီးတော့မှအနောက်ကနေလိုက်ရှာတယ်ပေါ့နော်လယ်နေတဲ့ကိုလည်းအမေကတုတ်ကြီးလဲလာတာတွေ့ရင်အရှိကနေဒုံပြေးတယ်ပေါ့နော်အမေကအနောက်ကလိုက်ကိုကအရှိကပြေးပေါ့ဒါတွေကငယ်ဘွားရဲ့အမတ်တရတွေပေါ့နော်